အစယူတော့စာချုပ်ကိုခဏပြေချဖတ်တယ်ဒါကတော့ကျွန်တော်တို့လည်းဖြစ်နိုင်မယ်ထင်လို့လှုပ်လိုက်မိတာပါဗျာခင်ဗျားတို့ကရတင်တာလည်းပို့ပြီးတော့လိုချင်တာဟုတ်ပေးတင်တာလည်းပို့ပြီးပေးရမှာပေါ့ခင်ဗျားတို့အိမ်တန်ဖို့တဲ့350ခင်ဗျားတို့ပို့ပေးထားတယ်ဟုတ်ကျုပ်တောင်းပါပါတယ်ဗျာကျုပ်တောင်းပါပါတယ်တထေးလေးရဲ့ဘယ်ကပြန်ပေါ်လာမှမသိတယ်ကိတ်ကြီးမှသားလေးကြောင့်ပါအဲ့ကောင်လေးငါပြတ်ပြီးတီးပြီလို့ကျုပ်တို့ကထင်တာဟုတ်ပါတယ်တထေးလေးရဲ့အဲ့ဒီအလေးနဲ့တော်လေးကိုလေကျမတို့ကလေငွေလေးနည်းနည်းပပပေးလိုက်လို့ရှိရင်ပြီးသွားမှာပါတထေးလေးရဲ့အဲ့ဒီအလေးနဲ့တော်လေးကလေဘာကြိုးတော့နောက်ခံမှရှိတာမဟုတ်ပါဘူးတထေးလေးရဲ့သူ့အမေကလေယူပြီးတော့သေးပြီအဲ့ဒီကောင်လေးကိုလေကျမတို့ကရှာလို့မတွေ့သေးလို့ပါတထေးလေးရဲ့သူ့ရှာလို့တွေ့လို့ရှိရင်ဒီပြဿနာတွေအားလုံးပြီးသွားမှာပါတထေးလေးရဲ့တေချာလို့လားအဲ့ဒီကောင်လေးကိုခင်ဗျားတို့အခုချိန်ပြန်တွေ့လို့ရှိရင်မှတ်မိပါတိတ်မှတ်မိတာပေါ့ဗျာအဲ့ဒီကောင်လေးရဲ့လက်မှာမီးဟတ်ထားတဲ့အမှားရွရှိတယ်ဒီရောက်မှာတော့ဘူးမောင်အဲ့ကဦးတို့တောင်းမှမှာလေခွဦးတောင်းမှမှာမောင်အဲ့ကနဲ့ဦးတို့ဟာဒစိမ့်နေမှာမဟုတ်ပြီးခဲ့တာလေပြီးခဲ့ပါတော့ဦးတို့လည်းအသက်ကြီးပါပြီစာနာပါကွယ်လွန်ခဲ့တဲ့18နှစ်တုန်းကအရွယ်မရောက်သေးတဲ့ကလေးလေးတယောက်မတရားလောက်ခံလို့ခုလိုပဲခြေသလုံးဖက်မတတ်တောင်းပန်ခဲ့ရဘူးအဲ့တော့ခမရအခုပြောတဲ့စာနာမှုဘယ်သွားအိပ်ပျော်နေလဲဦးမျိုးပါဥမှရှိတဲ့စီးစိမ်နဲ့လည်းကုန်ပါပြီကွယ်ဒီစာချုပ်ထဲကအတိုင်းဆိုဥဘလုံးလုံးယော်နိုင်မှာလေလဲကြရမနှောရအောင်ဥအဲ့ဒီလောက်တော့မရဆက်ပါနဲ့ကွယ်နော်အဲ့ကိစ္စကိုတက်ဆိုင်ရမယ်စကားပြောမယ်ဥထောင်ထဲပို့နေတာဥတောင်းမှမှာလေဦးတောင်းမှမှာလေဦးအဲ့လောက်မရဆက်ပါနဲ့ကွယ်မောင်ရကရဲ့အားရရဲ့အားလုံးကိုဦးဝဲချပြီးတော့တောင်းမှမှာလေကွယ်အမားတို့မှလေသူမရှိလို့ရှိရင်အကုန်လုံးငတ်တယ်ကုန်မှာပါပဲ